ဝတ်စုံကောင်းဝတ်ဆင်ထားတဲ့လူငယ်လေးရဲ့ရုတ်တရက်ပြောကြားလိုက်တဲ့စကားတွေကြောင့်စာသင်ခန်းမတစ်ခုလုံးချက်ချင်းပဲတိတ်ဆိတ်သွားခဲ့ပါတယ်။စောစောကအဲ့ဒီလူငယ်စီကြည့်နေကြတဲ့ចောင်းသားတွေအားလုံးဟာသူတို့ရဲ့အကြည့်တွေကိုတိတ်တဆိတ်ပဲပြန်လည်ရုပ်သိမ်းလိုက်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့စကားပြောလိုက်တဲ့သူရဲ့အဆင့်တန်းကတာမန်မဟုတ်လို့ပါပဲ။အဲ့ဒီဝတ်စုံကောင်းဝတ်ဆင်ထားတဲ့လူငယ်ရဲ့နာမည်ကရှုလင်းဖြစ်ပါတယ်။သူ့ရဲ့ဖခင်ကမဟာကျိုးအင်ပါယာရဲ့အနောက်ဘက်ပြည်နယ်ကအဆင့်မြင့်ရာရှိကြီးတဦးဖြစ်ပါတယ်။ဟုတ်ပါတယ်ရှုလင်းရဲ့အဆင့်တန်းကမဟာကျိုးအင်ပါယာရဲ့မင်းသားဖြစ်တဲ့ကျိုးရွံနဲ့ရှင်ရင်တဘာဝကြကြအများကြီးနှင်းကြပါတယ်။ဒါပေမဲ့ရှုလင်းရဲ့နောက်ွယ်မှာချီအိမ်တော်ရဲ့မင်းသားငယ်ချီရွဲရှိနေရဆိုတာကိုတော့လူတိုင်းသိကြပါတယ်။ကျိုးရွံကရှုလင်းကိုကြည့်ရင်စာပွဲပေါ်ကိုလက်ချောင်းလေးတွေနဲ့တာတာလေးခောက်နေပြီးအဲ့ဒီနောက်မှာတော့စိတ်ဝင်စားမှုမရှိတဲ့အကြည့်တွေနဲ့ပြန်လည်လွှဲဖယ်လိုက်ပါတယ်။ချီရွဲရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက်ဆိုရင်ဒီကောင်ကတကယ့်ကိုအရှက်မရှိမျောပင်းတတ်တာပဲ။ဒီရှုလင်းကချီရွဲကိုဒီလောက်တောင်ဖားနေမှာတော့သူရဲ့ဖခင်လည်းချီမင်းကြီးပတော်သားဖြစ်နေလောက်ပြီ။ကျိုးရွံရဲ့မျက်ဝန်းတွေကပိုပြီးနှဆိုင်လာသလိုခံစားရစေပါတယ်။သူ့ရဲ့ခမည်းတော်ပြောဘူးတာကိုသူမမိပါသေးတယ်။အဲ့ဒီချီမင်းကြီးရဲ့နောက်ွယ်မှာမဟာဝူအင်ပါယာရှိနေရဆိုတာပါပဲ။ဒါကြောင့်လဲသူဟာနှစ်တော်ကြာအောင်ကွယ်ရာကနေပြဿနာတွေရှာနေခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကမဟာကျိုးအင်ပါယာရဲ့ငြိမ်းချမ်းရေးကိုဖျက်ဆီးဖို့ဆိုတာထင်ရှားလာပါတယ်။ဒါအပြင်ခမည်းတော်ကျိုးချင်းအနေနဲ့လည်းမဟာဝူအင်ပါယာကိုမဟာကျိုးအင်ပါယာပေါ်အရေးယူဖို့အကြောင်းပြချက်မပေးချင်တာကြောင့်ချီမင်းကြီးကိုပေါ်ပေါ်ထင်ထင်အရေးမယူနိုင်ခဲ့ပါဘူး။ဒါပေမဲ့ကွယ်ရာမှာတော့နှစ်ဖက်အကြားတိုက်ပွဲတွေကပြင်းထန်နေသေးပါပဲ။ဒီလိုဆက်ဆံရေးမျိုးကြောင့်ပဲမဟာကျိုးเจ้าတော်မှာလည်းချီရွဲနဲ့ကျိုးရွံတို့အကြားပုတ်တိုက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ရှုလင်းကကျိုးရွံဘက်ကဘာမှပြန်မပြောတာကိုမြင်တော့သူ့ရဲ့လောင်ပြုံးကပိုပြီးကျေပြန့်လာပါတယ်။ရှုလင်းတစ်ခုခုထပ်ပြောဖို့ပြင်လိုက်စင်မှာပဲကတိကသူ့ကိုတင်းမာတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်တာကြောင့်သူလည်းပါးဆက်ပိတ်သွားရုံမှတပါအခြားမရှိတော့ပါဘူး။ဘာပဲဖြစ်ဖြစ်မဟာကျိုးเจ้าတော်ကနေအထုတ်ခံရရင်သူပဲအများကြီးနစ်နာမှာလေ။နှစ်ဖက်စလုံးတိတ်ဆိတ်သွားပြီးနောက်စာတင်ခန်းမှအတွင်းရှိတင်းမာမှုတွေကတဖြည်းဖြည်းလျော့ပါသွားခဲ့ပါတယ်။ကတိကလည်းမူလာယုံစာလုံး၃ခုအကြောင်းကိုဆက်လက်ရှင်းလင်းတင်ကြားပေးခဲ့ပြီးအမွှေးတိုင်နဲ့တိုင်စာအချိန်ခန့်ကြာမှာတော့လူတန်ပေးကောင်းလောင်းတန်စတင်မိလာခဲ့ပါတယ်။ကဲဒီနေ့တော့ဒီလောက်နဲ့နားကြဆိုမနှက်ဖြန်မှဆက်ကြတာပေါ့ကတိကသူ့ရဲ့ပစ္စည်းတွေကိုတင်ဆေးပြီးစာတင်ခန်းထဲကနေထွက်ခွာသွားပါတော့တယ်။ကတိကထွက်သွားတာနဲ့စာတင်ခန်းထဲကတင်းမာတဲ့အငွေ့အသက်တွေချက်ချင်းပောက်ကွယ်သွားပြီးလူငယ်တွေစုယုံကစူညံတန်တွေရေမောတန်တွေနဲ့တက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ကျိုးရွံကပြန်ဖို့အတွက်စိတ်မပါလက်မပါနဲ့စာပွဲပေါ်ကပစ္စည်းတွေကိုတင်ဆဲနေပါတယ်။အရှင်မင်းသားသူပစ္စည်းသိမ်းနေတော့မှပဲနူးညံ့တဲ့အတန်လေးတစ်ခုကိုရုတ်တရက်ကြားလိုက်ရပါတယ်။ကျိုးရွံမောကြည့်လိုက်တော့သူ့စာပွဲရှေ့မှာသူ့ကိုပြုံးပြီးကြည့်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဒီမိန်းကလေးကမဟာကျိုးเจ้าတော်ရဲ့ကျောင်းဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ဝတ်စုံကသူမနဲ့နင်းနေဖို့ပေမဲ့လည်းသူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်အလှတရားတွေကိုတော့ဖုံးကွယ်မထားနိုင်ပါဘူး။ရိုးရှင်းတဲ့ဘောင်းဘီရှည်ကလည်းသူမရဲ့ရှေ့ရားသွယ်လျတဲ့ခြေတံလှတွေကိုပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။သူမရဲ့ဖြူဝင်းတဲ့အသားအရည်စင်းလုံးချောနာတဲ့လှပတဲ့မျက်ခုံးစုံနဲ့ဘာဒန်စေးပုံစံမျက်ဝန်းတွေကသူမဟာနောင်တစ်ချိန်မှာတကယ်အလှပကေးတယောက်ဖြစ်လာမယ့်အကြောင်းသက်သေပြနေပါတယ်။အထူးသဖြင့်သူမရဲ့မျက်ရည်ကျရာနေရာနာကမဲ့လေးကသူမကိုထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုပေးစွမ်းနေပါတယ်။သူမရဲ့နှုတ်ခမ်းနီနီလေးကတော့အနှဲငယ်စေထားပါတယ်။တန်မိုးကြီးလက်ဝဲရတနာတွေမစင်ရင်ထားပဲရိုးရိုးရှင်းရှင်းလေးဖြစ်နေပေမဲ့လည်းတက်ကြွမှုတွေနဲ့လှုပ်ခါနေတဲ့မြင်းမီးကျဆန်မီးရှည်လေးနဲ့အတူသူမစီကနေကြန့်ခိုင်တဲ့ပုံစံမျိုးကိုမြင်တွေ့နိုင်ပါတယ်။မတက်ရက်နေုံများနဲ့တင်သူမဟာစာတင်ခန်းထဲကယောက်ျားလေးအများပြားရဲ့အကြည့်တွေကိုဆွဲဆောင်နေခဲ့ပါပြီ။ကျိုးရွံကအဲ့ဒီချုံမောလာပါတဲ့မိန်းကလေးကိုကြည့်ရင်သူ့ရဲ့အေးချမ်းတဲ့မျက်နှာထက်မှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။ဇော်ယိုဝေးပါလား။ဒီမိန်းကလေးရဲ့မျိုးရိုးမီကစူးဖြစ်ပြီးနမေကယိုဝေးဖြစ်ပါတယ်။စူးယိုဝေးဟာကျိုးရွံရဲ့အကြည့်နဲ့ဆုံမိတဲ့အခါသူမရဲ့မျက်နှာလှလေးကအနှဲငယ်နီမြန်းသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မျက်နှာလွှဲလိုက်ပြီးကျိုးရွံရဲ့ရှုပ်ပွက်နေတဲ့စာပွဲခုံကိုကြည့်ကဒူးထောက်ထိုင်ချလိုက်ပြီးပြောပါတယ်။အရှင်မင်းသားကျမပဲပစ္စည်းတွေတင်ပေးပါရစေ။ကျိုးရွံကသဘောကျစွာရေမောလိုက်ပြီးညှင်းဆန်ခြင်းမပြုခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတာမန်မှမဟုတ်တာဒါကြောင့်အဲ့ဒီမိန်းကလေးကကျိုးရွံရဲ့စာပွဲခုံကိုအလုရှုပ်ခံပြီးတေတေတက်တက်နဲ့အကုန်လုံးကိုစီစဉ်သိမ်းဆည်းပေးနေခဲ့ပါတယ်။ဒါဟာစာတင်ခန်းထဲကယောက်ျားလေးအများပြားရဲ့အကြည့်တွေကိုဖန်ဆားခဲ့ပြီးသူတို့ရဲ့မျက်ဝန်းတွေကကျိုးရွံကိုမနာလိုစိတ်တွေနဲ့ပောက်ကွဲထွက်လို့မတက်စိုက်ကြည့်နေကြပါတယ်။မင်းရဲ့အဖိုးယောဂတက်တာသွားပြီလား။ကျိုးရွံကအလုရှုပ်နေတဲ့မိန်းကလေးကိုကြည့်ရင်မေးစေကိုလက်နဲ့ထောက်ကမေးလိုက်ပါတယ်။စူယိုဝေကကျိုးရွံရဲ့စကားကိုကြားတော့
သူမရဲ့မျက်နှာလှလှလေးကိုအနှဲငယ်မော့လိုက်ပြီးဖြူစင်တဲ့လက်ကလေးနဲ့မျက်လုံးရှေ့ဝဲကျနေတဲ့စံပင်မြင်လေးတွေကိုနားနောက်ကိုတက်တင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမမျက်နှာထက်မှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။အဖိုးကလုံးဝနေကောင်းသွားပါပြီ။အဖိုးကအရှင်မင်းသားအချိန်ရရင်အိမ်ကိုကြော့ခဲ့ဖို့ဖိတ်ချင်နေတာ။ဒါပေမဲ့ကျမတို့အိမ်ကနေနေဆုပ်ပြက်နေတော့အားနာလို့ပါ။ကျိုးရွံကပြုံးပြီးရပါတယ်နောက်တစ်ခါအကြောင်းပိတ်ရက်ကြရင်ငါလာခဲ့မယ်လို့ပြောလိုက်ပါတယ်။စုယိုဝေကကျိုးရွံရဲ့တွန်းဆုတ်မှုမရှိတဲ့ပြန်လည်ဖြေကြားမှုကိုကြားတဲ့အခါသူမရဲ့နှုတ်ခမ်းနီလေးကိုတာတာလေးကိုက်လိုက်မိပါတယ်။သူမရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်စက်တွေဝဲတက်လာသလိုဖြစ်သွားပြီးသူ့ကိုကြည့်လိုက်မိပေမဲ့သူမြင်သွားမှစိုးရိမ်တာကြောင့်ချက်ချင်းပဲခေါင်းကိုပြန်ငုံလိုက်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကကျိုးရွံနဲ့စတင်တွေ့ဆုံခဲ့တဲ့နေ့ကိုသူမမှတ်မိနေသေးပါပဲ။အဲ့ဒီနေ့ဟာသူမရဲ့ဘဝမှာအမျှော်လင့်မဲ့ဆုံးနေ့တစ်နေ့ဖြစ်နိုင်တယ်လို့မျှော်လင့်ချက်အလင်းရောင်ကိုပြန်လဲကြိုဆိုနိုင်ခဲ့တဲ့နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့တုန်းကသူမငယ်ငယ်ကလေးကမိခိုအားထားခဲ့ရတဲ့အဘိုးဖြစ်သူဟာပြင်းထန်တဲ့ယောဂဝေဒနာခံစားခဲ့ရပြီးပျက်စီးလို့နှီးပါဖြစ်နေတဲ့သူမတို့မိစုလေးကိုလုံးဝပြိုလဲသွားစေခဲ့ပါတယ်။သူမအနေနဲ့အဘိုးကိုကြောပိုးပြီးကူညီမဲ့သူရှာဖို့တီးထန်စွာရွာသွန်းနေတဲ့မိုးရဲရေရဲကိုမစွန့်စားဘဲမနေနိုင်ခဲ့ပါဘူး။သူတို့မှာပိုက်ဆံမရှိတာကြောင့်စေကန်းတိုင်းရဲ့ရှေ့မှာဒူးထောက်ကအဘိုးကိုကယ်တင်ပေးဖို့ငိုယိုတောင်းပန်ခဲ့ရပါတယ်။ထိုစဉ်ကသူမဟာရွှွနွန်တွေနဲ့ဆူရွှဲနေပြီးတကယ့်ကိုတနာစရာကောင်းလောက်အောင်တက်ကြောင်မွဲနေခဲ့တာပါ။နောက်ဆုံးတော့စေကန်းတိုင်းရဲ့တကားတွေကအေးဆက်စွာပိတ်ထားခဲ့ပါတယ်။မိုးသေးထန်စွာရွာသွန်းမှုအောက်မှာသူမရဲ့နှလုံးသားကရေခဲလိုအေးဆက်သွားပြီးကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားသလိုခံစားခဲ့ရပါတယ်။သူမရဲ့စိတ်ပြအားငယ်မှုတွေကထုံကျင်တဲ့အဆင့်ကိုရောက်လို့နှီးပါဖြစ်နေချိန်မှာပဲတစုံတစ်ယောက်ကသူမအနားကိုရှောက်လာပြီးထီးတလက်ကိုသူမလက်ထဲထည့်ပေးခဲ့တာကိုသူမသတိထားမိလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူကရှေ့ကိုရှောက်သွားပြီးသူမရဲ့ကြောင်နောင်အကြည့်တွေရှေ့မှာပဲပိတ်ထားတဲ့စေကန်းတကားကြီးကိုအကျန်းပူရန်ကန်ဖွင့်လိုက်ပါတယ်။အဲ့ဒီအချိန်တုန်းကအေးဆက်တဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။တကားဖွင့်ပြီးဒီလူကိုကယ်ဆန်းစေကန်းတကားကိုကန်ဖွင့်ခဲ့တဲ့သူကတော့တခြားသူမဟုတ်ပဲကျိုးရွံပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကစုယိုဝေဟာသူ့ရဲ့ကြောပြင်ကိုပဲငင်းငောင်စွာကြည့်နေနိုင်ခဲ့ပါတယ်။တိတ်တုန်းကသူမအမုန်းဆုံးလူတွေဟာချမ်းသာတဲ့မိသားစုကကလေးတွေဖြစ်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့တကားကြီးကိုကန်ဖွင့်ပေးခဲ့တဲ့လူငယ်လေးရဲ့ကြောပြင်ကိုသူမဘယ်တော့မှမချေနိုင်တော့မှာမဟုတ်ဘူးဆိုတာသူမသိလိုက်ပါတယ်။အဲ့ဒီနေ့ကစားပြီးသူမဟာကျိုးရွံနဲ့တီးကျွမ်းခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းကျမှသူဟာမဟာကျိုးအင်ပါယာရဲ့အိမ်ရှိမင်းသားဖြစ်မှန်းသူမသိခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ကျိုးရွံကသူမရဲ့ကြင်ကြံခြင်းပါရမီကိုတိုက်ဆိုင်ပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်သူကသူမကိုမဟာကျိုးเจ้าတော်ကိုညွှန်ပို့ပေးခဲ့ပြီးအဲ့ဒီအချိန်ကစလို့သူမရဲ့ဘဝကအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲလာခဲ့ပါတယ်။မဟာကျိုးเจ้าတော်ကိုစတင်ဝင်ရောက်ပြီးပထမဆုံးလမှာတင်သူမဟာပထမဆုံးစွမ်းအင်ကြောကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးเจ้าတော်ကြီးတည်ထောင်ပြီးကတည်းကအမြန်ဆုံးစွမ်းအင်ကြောဖွင့်လှစ်နိုင်သူဖြစ်လာခဲ့ပါတယ်။ထိုအချိန်ကစပြီးသူမဟာเจ้าတော်တစ်ခုလုံးပြောစမပြူရတဲ့ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘသူမှဂယုမဆိုင်တဲ့ဘဝကနေလူတိုင်းရဲ့အာယုံဆိုင်မှုကိုခံရတဲ့သူဖြစ်လာတဲ့အပြောင်းလဲကစုယိုဝေအတွက်တော့နည်းနည်းတော့မယိုးမရွဖြစ်စေပါတယ်။ဒါအပြင်တစ်ခါတလေမှာလူချို့ကသူမနဲ့ကျိုးရွံရဲ့ဆက်ဆံရေးကိုမနှစ်မြို့ကြပဲကျိုးရွံကသူမရဲ့ရုပ်ရည်ကိုသဘောကျလို့ကူညီခဲ့တာလို့ကြွယ်ရမှာအတင်းပြောကြပါတယ်။ဒါပေမဲ့စုယိုဝေကတော့ပြုံးယုံတာပြုံးနေခဲ့ပါတယ်။ကျိုးရွံနဲ့စတွေ့တုန်းကသူမဟာဘလောက်တောင်ညစ်ပတ်ပြီးအာဟာရချိုးတဲ့နေရဲ့မိန်းကလေးငယ်လေးဖြစ်ခဲ့ရဆိုတာကိုသူမကိုယ်တိုင်ပဲအသိဆုံးမို့လို့ပါ။ဟေးမင်းငါစာအုပ်တွေကိုဘလောက်ထိမြင့်အောင်စစ်နေမှာလဲကျိုးရွံကစုယိုဝေကိုကြည့်ပြီးတက်ပြင်းချကမေးလိုက်ပါတယ်။သူမကတော့အတွေးလုံပြီးစာပွဲပေါ်ကစာအုပ်တွေကိုမိုးထီလို့မတက်ပြရမစ်ပုံစံကြီးဖြစ်အောင်စစ်နေမိတာပဲဖြစ်ပါတယ်။ဟင်းစုယိုဝေတယောက်အတွေးကဘာတဲကနေလက်တွေ့စီပြန်ရောက်လာပြီးသူမရဲ့လက်ရာကြီးကိုမြင်လိုက်ရပါတယ်။သူမရဲ့မျက်နှာလေးကချက်ချင်းပဲခန်းကျင်သီးလိုရဲတက်သွားပြီးစာအုပ်တွေကိုအလျင်မြန်ပြန်ဖြုတ်ချလိုက်ပါတော့တယ်။စိတ်မရှိပါနဲ့အရှင်မင်းသားကျမပြန်စီပေးပါမယ်။သူမရဲ့အခုလိုပုံစံလေးကတကယ့်ကိုပိုပြီးချစ်စရာကောင်းနေတာကြောင့်ကျိုးရွံကိုစိုက်ကြည့်နေကြတဲ့အကြည့်တွေကချက်ချင်းပဲပိုပြီးရန်လိုပြင်းထန်လာပါတယ်။ကျိုးရွံသာမင်းသားတယောက်မဟုတ်ရင်သူတို့ရဲ့နှဖျားမလေးကိုကယ်တင်ဖို့အားလုံးပြေးထွက်လာကြတာကြာလာပါပြီ။အဲ့ဒီအကြည့်တွေကိုခံစားမိတော့ကျိုးရွံကခေါင်းကိုသာခါရမ်းလိုက်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။မင်းကအခုလိုချောလာတော့ငါလည်းမင်းကိုအတုံးမချရဲတော့ဘူး။စုယိုဝေကဒါကိုကြားတော့တာတာလေးရေမောလိုက်ပြီးဒါဆိုရင်တော့နောင်ကြရင်ကျမကိုကျမနင်းနဲ့အယုတ်ဆိုးသွားအောင်မျက်နှာပေါ်ရွှွန့်တွေတုတ်ထားရတော့မှာပေါ့လို့ပြောလိုက်ပါတယ်။ကျိုးရွံကတော့ဒါကိုကြားပြီးမျက်လုံးဝိုင်းသားနဲ့ပဲပြန်ကြည့်နိုင်ပါတော့တယ်။ချောဒါနဲ့ကျိုးရွံကစာပွဲကိုလက်ညှိုးထိုးပြရင်းဆက်မေးလိုက်ပါတယ်။
မင်းအခုအထိစွမ်းအင်ကြောဘယ်နှခုဖွင့်ပြီးပြီလဲစုယိုဝေကအနှဲငယ်ကြောင်အံ့သွားပါတယ်သူမကကျိုးရွံကိုတစ်ချက်ကြည့်လိုက်ပြီးအလွန်သတိထားတဲ့ပုံစံနဲ့ပြန်ဖြေပါတယ်ကျမတတိယမြောက်စွမ်းအင်ကြောကိုဖွင့်ပြီးပါပြီကျိုးရွံဟာတစုံတစ်ခုသောအကြောင်းပြချက်ကြောင့်စွမ်းအင်ကြောတွေမဖွင့်နိုင်ဘဲမကျင့်ကြံနိုင်ဖြစ်နေတာကိုသူမသိထားပါတယ်ဒါကြောင့်လဲသူတို့နှစ်ယောက်အတူရှိနေချိန်မှာစွမ်းအင်ကြောဖွင့်တဲ့အကြောင်းကိုသူမဘက်ကဘယ်တော့မှအဆမဖော်သလိုသူမရဲ့တိုးတက်မှုကိုလည်းဘယ်တော့မှထုတ်မကြွားပါဘူးဒီလိုထိခိုက်လွယ်တဲ့အကြောင်းအရာကကျိုးရွံကိုစိတ်အနှောင့်အယှက်ဖြစ်စေမှာကိုသူမစိုးရိမ်လို့ပါပဲတတိယမြောက်တောင်ရောက်နေပြီလားဒီနှုန်းတိုင်းဆိုရင်နောက်တစ်နှစ်အတွင်းမှာစွမ်းအင်ကြော၈ခုစလုံးအကုန်ပွင့်သွားမှာပဲကျိုးရွံကအားကျနှစ်သက်စွာနဲ့တက်ပြင်းချလိုက်ပါတယ်စုယိုဝေရဲ့ကြင်ကြံခြင်းပါရမီကတကယ်ကိုထူးခြားပြောင်မြောက်လာပါတယ်တနစ်မပြည့်ခင်အချိန်အတွင်းမှာတင်အခြားသူတွေနှစ်ချီပြီးစူးစမ်းခဲ့ရတဲ့အရာကိုသူမကအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကသူ့ကိုအတိုင်းထက်အလွန်ဝမ်းမြောက်စေပါတယ်သူမတော်တဆပဲယတနာတစ်ပါးကိုကောက်ရလိုက်တဲ့ပုံပါပဲဒီနေ့ရဲ့မျက်နှာတစ်ကြောင်းသားစာမေးပွဲအတွက်2လပဲလိုတော့တယ်ဒါကြောင့်စူးစမ်းပြီးစတုတ်ထက်မြောက်စွမ်းအင်ကြောကိုဖွင့်နိုင်အောင်လုပ်ပါပြီးတော့ထိတ်ဆုံး10ယောက်စည်ရင်ဝင်ဖို့ရည်မှန်းထားပါငါကမင်းအတွက်နေရာတနေရာရဖို့အများကြီးစူးစမ်းပေးခဲ့ရတာအဲ့ဒီအချိန်ကျရင်မင်းကထိတ်ဆုံးစည်ရင်နဲ့ပါခဲ့မယ်ဆိုရင်ကျောင်းတော်အုပ်ကြီးနဲ့အခြားဆရာတွေစီကနေကိုယ်တိုင်ကိုယ်ကျလမ်းညွှန်ပြသမှုကိုခံယူခွင့်ရလိမ့်မယ်ဒါကမင်းအတွက်အများကြီးအကျိုးရှိလိမ့်မယ်လို့ကျိုးရွံကပြောလိုက်ပါတယ်စာပွဲကိုတင်းဆဲနေတဲ့စုယိုဝေရဲ့လက်ကလေးကရုတ်တရက်တောင့်တင်းသွားခဲ့ပါတယ်သူမကခေါင်းငုံထားပြီးကျိုးရွံကိုမကြည့်ရတော့ပါဘူးဘာဖြစ်လို့လဲသူမရဲ့အပြောင်းလဲကိုခံစားမိတော့ကျိုးရွံကတော်တော်လေးဝေခွဲမရဖြစ်သွားပါတယ်စုယိုဝေကသူမရဲ့ခေါင်းကိုရင်ဘတ်ထဲအထိမြုပ်ထားလို့တက်ငုံရင်တိုးညင်းတဲ့အတန်လေးနဲ့ပြန်ဖြေပါတယ်ကျမစီမှာစာမေးပွဲဝင်ခွင့်တိုကင်မရှိတော့ဘူးကျိုးရွံစွန့်သွားခဲ့ပါတယ်မကြခင်မှာပဲသူ့ရဲ့မျက်ခုံးတွေကတင်းတင်းကြပ်ကြပ်တွန့်ကွေးသွားပြီးမေးမြန်းလိုက်ပါတယ်ဘာဖြစ်ခဲ့တာလဲသူ့ရဲ့လေတံကပြင်းထန်မနေပေမဲ့စုယိုဝေရဲ့နှလုံးသားကိုတော့ပိုပြီးတုန်လှုပ်စေပါတယ်သူမရဲ့ပူလဲလိုဖြူစင်တဲ့သွားလေးတွေနဲ့နှုတ်ခမ်းနီကိုကိုက်ထားပြီးအတော်ကြာအောင်စကားမဆိုနိုင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီအစားစုယိုဝေနဲ့တော်တော်လေးရင်းနှီးရဲ့ဘေးနားကမင်းကလေးတယောက်ကဝင်ပြောလိုက်ပါတယ်ရှုလင်းကလွဲလို့ဘသူရှိဦးမှာလဲလွန်ခဲ့တဲ့ရက်ပိုင်းကသူကကျောင်းတော်ထဲမှာအရှင်မင်းသားအကြောင်းမကောင်းတဲ့ကောလာဟလတွေရှောက်ဖြတ်နေတာအဲ့ဒါနဲ့ယိုဝေကသူနဲ့အငင်းပွားပြီးတောင်းပန်ဖို့တောင်းဆိုခဲ့တယ်အဲ့ဒီကောင်ကပြောတယ်ယိုဝေကသူ့ကိုရှင်ပြိုင်ပွဲမှာအနိုင်ယူနိုင်ရင်တောင်းပန်မယ်ဒါပေမဲ့ရှုံးရင်တော့မျက်နှာတစ်ကြောင်းသားစာမေးပွဲဝင်ခွင့်တိုကင်ကိုပေးရမယ်ဆိုပြီးလောင်းကြေးထက်ခဲ့တာကျိုးရွံရဲ့မျက်ခုံးတွေကပိုပြီးကျုံသွားပါတယ်အဲ့ဒီရှုလင်းကစွမ်းအင်ကြောနှစ်ခုပဲဖွင့်ရသေးတာလေသူကယိုဝေကိုနိုင်စရာအကြောင်းမရှိပါဘူးမဟုတ်လားအဲ့ဒီမင်းကလေးကမျက်မှောင်ကုပ်ပြီးပြောပါတယ်ယိုဝေကတတိယမြောက်စွမ်းအင်ကြောကိုမကြသေးခင်ကမှဖွင့်နိုင်ခဲ့တာပါပြီးတော့ရှုလင်းကလည်းတကယ်ကိုအရှက်မရှိတဲ့ကောင်သူကမူလလက်နဲ့ရဲ့အားသာချက်ကိုသုံးပြီးတော့ကံကောင်းထောက်မစွာနဲ့ယိုဝေကိုကတ်နိုင်သွားတာကျိုးရွံရဲ့မျက်နှာမူအရာကတော်တော်လေးပြည့်ရင်းသွားပါတယ်သူကခေါင်းငုံထားတဲ့စုယိုဝေကိုစိုက်ကြည့်ရင်းအပြစ်တင်စကားဆိုလိုက်ပါတယ်ဘာလို့ငါ့ကိုစောစောမပြောရလဲစုယိုဝေကသူမရဲ့ဖြူစင်တဲ့လက်နှစ်ဖက်ကိုစုပ်ကင်ထားရင်တိုးတိုးလေးပြောပါတယ်ကျမကပဲအတုံးမကျလို့ပါအရှင်မင်းသားကိုထပ်ပြီးပြစ်ဒဏ်မပေးချင်တော့လို့ပါသူမရဲ့အခုလိုပုံစံမျိုးကိုမြင်ရတော့ကျိုးရွံလဲစိတ်မကောင်းဖြစ်သွားပါတယ်ဒီကောင်မလေးရဲ့ခေါင်းမာတက်တဲ့ပုံစံကတခါတလေမှာတကယ်ကိုခေါင်းခဲစရာပါပဲဒါကြောင့်သူ့ရဲ့အေးဆက်တဲ့အကြည့်တွေကဆဆတင်ကန်းထဲမှာပြုံးဖြဲဖြဲနဲ့ကြည်နေတဲ့ရှုလင်းစီကိုရွေ့လျားသွားပါတော့တယ်မင်းကလေးတယောက်ကိုအကွက်ဆင်ပြီးအနိုင်ကျင့်တာပေါ့မင်းရဲ့နေလန်းတွေကတကယ်ကိုတော်ပါပေတယ်ဟုတ်လားကျိုးရွံကလောင်ပြုံးလိုက်ပါတယ်ဒီကောင်ကစုယိုဝေရဲ့လက်ထဲမှာရှိတဲ့မျက်နှာတစ်ကြောင်းသားစာမေးပွဲဝင်ခွင့်တိုကင်ကိုမျက်စိကျနေတာထင်ရှားပါတယ်ဒါကြောင့်မို့လို့သူကလောင်ကြေးထပ်ဖို့ရည်ရွယ်ချက်ရှိနဲ့ဆုပ်ပေးခဲ့တာဖြစ်ပါတယ်ရှုလင်းကပြင်းရည်ပြင်းသွဲပုံစံနဲ့ပြန်ဖြေပါတယ်အရှင်မင်းသားဘာတွေပြောနေလဲဆိုတာကျွန်တော်မသိပါဘူးကျွန်တော်ကိုယ်စွမ်းနဲ့ကိုယ်နိုင်ရခဲ့တာကိုမြင်တဲ့သူတွေအများကြီးရှိပါတယ်အရှင်မင်းသားကိုယ်တိုင်လာတောင်းရင်တောင်ကျွန်တော်ဒါကိုပြန်ပေးမှာမဟုတ်ဘူးကျိုးရွံကအေးဆက်စွာပြောလိုက်ပါတယ်မင်းနောက်ထပ်တပွဲလောင်းကြေးထပ်ပြီးတိုက်ရဲလားရှုလင်းကရေမောလိုက်ပြီးစိတ်မဝင်စားဘူးလို့ပြောပါတယ်သူ့ရဲ့အရင်တစ်ခေါက်အောင်ပွဲကကံကောင်းလို့သာဖြစ်ခဲ့တာပါဒါအပြင်စုယိုဝေကတတိယမြောက်စွမ်းအင်ကြောကိုဖွင့်ပြီးသားဖြစ်တာကြောင့်သူကသူမကိုဘလို့မှရှင်းနိုင်မှာမဟုတ်တော့ပါဘူးကျိုးရွံကအေးဆက်စွာပြုံးလိုက်ပြီးရှုလင်းကိုစိုက်ကြည့်လိုက်ပါတယ်ငါကမင်းကိုယိုဝေနဲ့တိုက်ခိုင်းဖို့ရည်ရတာမဟုတ်ဘူးမင်းနဲ့ငါတိုက်မယ်လို့ပြောပြောဆိုနဲ့သူကတောက်ပတ်နေတဲ့ကြောက်စိမ့်ဆွဲပြားတစ်ခုကိုထုတ်ယူပြီးစာပွဲပေါ်တင်လိုက်ပါတယ်မင်းနိုင်ရင်ဒီမူလစွမ်းအင်စုစည်းကြောက်စိမ့်ကမင်းပိုင်ဖြစ်စေရမယ်ချက်ချင်းပဲစာတင်ကန်းထဲမှာအံ့ရုံလှုပ်တံတွေထွက်ပေါ်လာပြီးလူများပြားရဲ့အကြည့်တွေကအဲ့ဒီကြောက်စိမ့်ဆွဲပြားစီကိုတက်မှတ်စွာရောက်ရှိလာပါတော့တယ်ဒီ
ဒီမူလစွမ်းအင်စုစီးကြောက်စိမ်းဟာကျင့်ကြံခြင်းအတွက်အလွန်ကြိုးရှိပါတယ်အချိန်တော်ကြာဝစ်ဆင်ထားမယ်ဆိုရင်စွမ်းအင်ကြော၈ခုလုံးပွင့်နိုင်မဲ့နှုံးကိုတိုးမြင့်ပေးနိုင်တာဖြစ်ပါတယ်တကယ်ကိုအဖိုးတန်ပြီးဈေးကြီးတဲ့ပစ္စည်းတစ်ခုပါပဲအရှင်မင်းသားစူးယိုဝေတုံလုတ်ချောက်ချားသွားခဲ့ပါတယ်ဒါကမူလစွမ်းအင်စုစီးကြောက်စိမ်းကြောင့်မဟုတ်ပါဘူးကျိုးရွံကရှုလင်းကိုကိုယ်တိုင်ကိုကြရင်ဆိုင်ဖို့လုပ်နေလို့ပါပဲကျိုးရွံကစွမ်းအင်ကြောတစ်ခုမှမဖွင့်ရသေးတာစွမ်းအင်ကြောနှစ်ခုဖွင့်ထားတဲ့ရှုလင်းကိုဘယ်လိုလုပ်ပြီးရှင်းနိုင်မှာလဲကျိုးရွံကစူးယိုဝေကိုမပြောဖို့လက်ဝဲရမ်းပြီးတားလိုက်ပါတယ်သူကကြောက်စိမ်းဆွဲပြားကိုကစားရင်းရှုလင်းကိုလောင်ပြောင်တဲ့ပုံစံနဲ့ပြုံးပြလိုက်ပါတယ်အခုရောမင်းတိုက်ရဲ့တတိရှိပြီလားရှုလင်းရဲ့မျက်ဝန်းတွေကမူလစွမ်းအင်စုစီးကြောက်စိမ်းကိုစိုက်ကြည့်ရင်တက်မှတ်မှုတွေနဲ့တောက်ပလာပြီးရှာနဲ့နှုတ်ခမ်းကိုတက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကကျိုးရွံကိုအေးဆက်စွာရေမောရင်းပြောလိုက်ပါတယ်အရှင်မင်းသားကဒီမူလစွမ်းအင်စုစီးကြောက်စိမ်းကိုလက်ဆောင်ပေးဖို့ဒီလောက်တောင်အတင်းကျပ်ဖြစ်နေမှတော့ညှင်းပယ်လိုက်ရင်ရိုင်းပြရကြလိမ့်မယ်ဒါပေမဲ့စကားပုံတစ်ခုရှိတယ်လို့ပေါ့လက်သီးနဲ့ခြေထောက်တွေမှာမျက်စင်ပါဘူးအရှင်မင်းသားသာဒဏ်ရာရသွားရင်ကျွန်တော်ကိုတော့အပြစ်မတင်ပါနဲ့ကျိုးရွံရဲ့လောက်ရက်ကရှုလင်းကိုဝေခွဲမရဖြစ်စေပေမဲ့သူလိုစွမ်းအင်ကြောနှစ်ခုဖွင့်ထားတဲ့သူကစွမ်းအင်ကြောတစ်ခုမှမဖွင့်ရသေးတဲ့သူကိုမနိုင်စရာအကြောင်းမရှိဘူးလို့သူကယုံကြည်နေတာဖြစ်ပါတယ်ကျိုးရွံကဘာမှချက်မှမပေးပဲမင်းပြောသလောက်မင်းရဲ့လက်ရည်ကတကယ်တော့ဖို့ပဲမျောလင့်ပါတယ်လို့ပြောလိုက်ပါတယ်ရှုလင်းကကျိုးရွံဟာပါဆက်တရန်နေုံတက်တက်ပဲလို့ထင်ပြီးကျဲလောင်စွာရေမောလိုက်ပါတယ်သူရဲ့ဝိယုံလက်အင်ဂျီကိုခါရမ်းပြီးစာတင်ခန်းထဲကနေထွက်ခွာသွားခဲ့ပြီးအပြင်ဘက်ကနေရေမောတန်တွေလောင်ပြောင်တန်တွေဆက်လက်ထွက်ပေါ်နေခဲ့ပါတယ်ကောင်းပြီကျွန်တော်ကြင့်ကြံခြင်းကွင်းပြင်မှာအရှင်မင်းသားကိုစောင့်နေပါမယ်အရှင်မင်းသားကမျက်နာတစ်ချောင်းသားစာမေးပွဲဝင်ခွင့်တိုကင်ကိုဘလို့ပုံစံနဲ့ပြန်လဲသိမ့်ပိုက်မလဲဆိုတာကိုကျွန်တော်တကယ်ကိုမြင်ကျင်လာပါပြီမဟာကျိုးเจ้าတော်ဤလေ့ကျင့်ရေးကွင်းအတွင်းညလေ့ကျင့်ရေးစင်မြင့်များစွာရှိနေပြီးထိုစင်မြင့်များပေါ်တွင်လူငယ်များစွာကအချင်းချင်းလက်ရည်စမ်းနေကြကအော်ဟစ်တန်များဖြင့်စူညံနေသည်သူတို့၏လက်တီးချက်နှင့်ကန်ချက်တိုင်းမှာကြားတကောင်ကဲ့သို့တမာပြင်းထန်ပြီးကြည်ရသည်မှာအလွန်ပင်ခံညာလာသည်စင်မြင့်များ၏အောက်တွင်လည်းကြည့်ရှုသူလူအုပ်ကြီးရှိနေပြီးအခါအားလျော်စွာအားပေးတန်များထွက်ပေါ်လာသည်လူအုပ်ထဲတွင်ချောမောလာပါသောမိန်းကလေးများလည်းအများပြားရှိနေပြီးထိုမိန်းကလေးများ၏စူးစိုက်ကြည့်နေသည်မျက်လုံးများကြောင့်စင်မြင့်ပေါ်ရှိယောက်ျားလေးများမှာမိမိတို့၏အစွမ်းဆများကိုထုတ်ဖော်ပြတတ်ကာလူများ၏အာယုံဆိုင်မှုကိုခံယူလိုစိတ်ဖြင့်ပုံမအားမှန်ပါတိုက်ခိုက်နေကြသည်ဤလေ့ကျင့်ရေးကွင်းသည်မဟာကျိုးเจ้าတော်တွင်လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်နေသည်မှာထင်ရှားလာသည်ရှုလင်းတယောက်လေ့ကျင့်ရေးစင်မြင့်ပေါ်သို့ပြင်းပြင်းသွဲလမ်းလျှောက်ဝင်လာသည့်အချိန်တွင်သူနှင့်ကျိုးရွံတို့၏တိုက်ပွဲအကြောင်းသတင်းမှာလေ့ကျင့်ရေးကွင်းတစ်ခုလုံးသို့ပြန့်နှံ့သွားနေပြီဖြစ်သည်ဘာပြောတယ်မင်းသားကျိုးရွံကရှုလင်းနဲ့တိုက်ခိုက်မလို့လားဘလို့လို့ဖြစ်နိုင်မှာလဲမင်းသားကျိုးရွံကပထမဆုံးစွမ်းအင်ကြောတော်မဖွင့်ရသေးဘူးရှုလင်းကတော့နှစ်ခုတောင်ဖွင့်ပြီးပြီဒီရှုလင်းကတကယ်ကိုအနိုင်ကျင့်တဲ့ကောင်ပဲသူကျိုးရွံကိုအတင်းကျပ်ဖိအားပေးဖို့တခုခုတော့လှုပ်ထားမှာပဲလူများစုကဤသတင်းကိုကြားတော့အခါအံ့အားသင့်စရာကောင်းလောက်အောင်မယုံကြည်နိုင်ဖြစ်ကအော်ဟစ်လိုက်ကြသည်တာမန်ចောင်းသားချို့မှမူဥတိုက်ပွဲသည်ကျိုးရွံအတွက်အလွန်ပင်မမျှတလုံးကြောင်းခံစားမိကြသည်မိသည့်စွမ်းအင်ကြောဖွင့်လှစ်ခြင်းအဆင့်တွင်မဆိုစွမ်းအင်ကြောတစ်ခုချင်းစီကိုဖွင့်လှစ်လိုက်တိုင်းမိမိခန္ဓာကိုယ်၏အရည်အသွေးမှာတိုးတက်လာတတ်သည်ခွန်အားအမျက်နှုံးတုတ်ပြန်မှုစသည်တို့မှာစွမ်းအင်ကြောမဖွင့်ရသေးသူများထက်အစပေါင်းများစွာတာလွန်သည်ပွင့်ပွင့်လင်းလင်းပြောရလျင်စွမ်းအင်ကြောဖွင့်လှစ်ခြင်းအဆင့်ရှိသူတဦးသည်စွမ်းအင်ကြောမဖွင့်ရသေးသည့်ကျင့်ကြံသူဒါဇင်ပေါင်းများစွာကိုအလွယ်တကူအနိုင်ယူနိုင်ပေသည်စင်မြင့်ပေါ်တွင်ရှုလင်းကအာတန်များကိုကြားသောအခါတာတာလေးရေမောလိုက်သည်သူတို့ဘာပြောဒီနေ့အပြီးမှာကျိုးရွံကိုသူ့အနိုင်ကျင့်လိုက်သည့်သတင်းကမဟာကျိုးเจ้าတော်တစ်ခုလုံးသို့ပြန့်နှံ့သွားမည်မှာအသေးချာပင်ထိုသို့သောသတင်းကကျိုးရွံ၏ဂုဏ်သိက္ခာကိုထိခိုက်စေပြီးသူ့ကိုလူရဲစရာတစ်ခုဖြစ်စေလိမ့်မည်ရှုလင်း၏စိတ်ထဲတွင်ထိုသို့သောမကောင်းသောအတွေးများလည်းပတ်နေစဉ်လေ့ကျင့်ရေးစင်မြင့်ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှာရုတ်တရက်နှစ်ချမ်းကွဲသွားသည်ပိန်ပါသောလူငယ်လေးတဦးဖြင်းချင်းစွာရှောက်လာသည်ကိုသာလူတိုင်းငေးကြည့်နေကြသည်ထိုလူငယ်လေးမှာပညာတတ်ဆန်သောမျက်နှာရှိပြီးယဉ်ကျေးတိမ်မွေ့သောအရိပ်ရောင်များရှိသည်သူသည်အားနည်းပြီးနုနယ်သောပညာတတ်တဦးနှင့်တူလာသည်သူမှာကျိုးရွံပင်ဖြစ်သည်အကြည့်ပေါင်းစုံတို့၏အောက်တွင်ကျိုးရွံသည်ရှုလင်းရှိနေသည့်လေ့ကျင့်ရေးစင်မြင့်စီသို့တဲ့လျှောက်သွားလိုက်သည်အရှင်မင်းသားစူးယိုဝေမျက်နှာလေးမှာစိုးရိမ်တကြီးဖြစ်နေပြီးသူ့နောက်မှကပ်ပါလာသည်ကျိုးရွံကိုရှုလင်းနှင့်တိုက်ခိုက်ခြင်းမှလက်လျှော့စေခြင်းသည်မှာထင်ရှားလာသည်ကျိုးရွံကစူးယိုဝေကိုနူးညံ့စွာပြုံးပြပြီးဒီအချိန်မှာတော့ငါနောက်ဆုတ်လို့မရတော့ဘူးဒါမှမဟုတ်ရင်တိုက်ပွဲမစခင်မှာပဲထွက်ပြေးသွားတဲ့မင်းသားလို့နမီပြတ်သွားလိမ့်မယ်ဟုပြောလိုက်သည်စူးယိုဝေသည်ခြေလမ်းရက်လိုက်ပြီးသူမနှုတ်ခမ်းနီလေးကိုတင်းတင်းကိုက်လိုက်သည်သူ၏ဂုံတိတ်ခါအတွက်
တကယ့်ကိုအကြီးအကျယ်ထိခိုက်စေမိအရာဖြစ်ကြောင်းသူမသိလိုက်ရသည်။စုယိုဝေသည်သူမတူလှပသောမျက်နှာကိုမောလိုက်ပြီးစင်မြင့်ပေါ်တွင်ရှိနေသောရှုလင်းကိုကြည့်လိုက်သည်။ပြက်ချိန်တွင်သူမကမျက်ဝန်းများမှာအနှဲငယ်ကျဉ်းမြောင်းသွားပြီးအနှဲငယ်ရန်လိုသည့်ပုံစံဖြစ်ပေါ်လာသည်။အရှင်မင်းသားဒီတစ်ခါကိစ္စတွေကိုတေးသေးချာချာမဖြေရှင်းနိုင်ဘဲအရှင်မင်းသားကိုပြဿနာဖြစ်စေမိတဲ့အတွက်ကျမအပြစ်ပါနောင်ကြရင်ကျမပေါ်ဆမှုမရှိသလိုတနာကျင်နာမှုလည်းမရှိတော့ပါဘူးဟုစုယိုဝေကတိုးညင်းသောအတန်ဖြင့်ပြောလိုက်သည်တကယ်တမ်းပြောရလျင်သူမယခင်ကရှုလင်းကိုရှုံးနှိမ့်ခဲ့ရခြင်းမှာသူမ၏စိတ်တဘောထားနူးညံ့လုံးခြင်းကြောင့်သာဖြစ်သည်မဟုတ်လျင်ရှုလင်းအနေနှင့်သူ၏မူလာယုံလက်နက်ကိုပင်ထုတ်သုံးခွင့်ရမည်မဟုတ်ပေဤတင်ကန်းစာကသူမကိုမြေတကောင်ကိုတေစေလောက်သောအချက်နှင့်မထိုးနှက်ပါကမိမိကိုယ်တိုင်အကြိုက်ခံရလိမ့်မည်ကိုနားလည်စေခဲ့သည်ကျိုးရွံအနှဲငယ်စွန့်အသွားသည်သူကစုယိုဝေကိုမျက်တောင်ခတ်ရင်းငါတို့ကသူငယ်ချင်းတွေလေသူငယ်ချင်းတယောက်ရဲ့ပြဿနာကိုကူညီဖြေရှင်းပေးဖို့ကတကယ့်ကိုတရားနဲ့လမ်းကြတဲ့အရာပဲဟုပြောလိုက်သည်သူ၏စကားဆုံးသည်နှင့်သူသည်လေ့ကျင့်ရေးစဉ်မြင့်ပေါ်သို့တက်ရောက်လိုက်ပြီဖြစ်သည်စုယိုဝေသည်သူ၏ကြောပြင်ကိုကြည့်ရင်တာတာလေးပြုံးလိုက်သည်သူမကနှလုံးသားထဲတွင်နှွေးထွေးသောခံစားချက်တစ်ခုစီးဝင်လာသည်ထို့နောက်တွင်သူမသည်သူမကမျက်ဝန်းများကိုအနှဲငယ်လျှော့ချလိုက်သည်သူမဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်သည်ရှုလင်းသာကျိုးရွံကိုထိခိုက်အောင်လုပ်ရဲမည်ဆိုပါကမိန်းကလေးငယ်တဦး၏အညိုတေးနှင့်လက်စားချေမှုကမိတို့ရှိသည်ကိုသူသိအောင်လုပ်ပေးလိုက်မည်ဖြစ်သည်ကျော်အရှင်မင်းသားတကယ်ပဲရောက်လာရဲတာပဲအရှင်မင်းသားနန်းတော်ထဲကိုတိတ်တဆိတ်ထွက်ပြေးသွားလိမ့်မယ်လို့ကျွန်တော်ထင်ထားခဲ့တာရှုလင်းကသူ၏ရှေ့သို့ရောက်လာသောကျိုးရွံကိုကြည့်ကလောင်ပြုံးဖြင့်ပြောလိုက်သည်ကျိုးရွံကသူ၏လက်အင်ကြီးကိုတေသက်စွာပြင်ဆင်ရင်းမင်းကိုတော်ယုံကြည်မှုရှိနေပုံပဲဟုပြောလိုက်သည်မင်းသားလိုမျိုးလူကမိန်းကလေးလှလေးတယောက်အတွက်ဒီလောက်ထိစွန့်စားလိုက်မယ်လို့ကျွန်တော်မထင်ခဲ့မိဘူးဒါကတကယ်ကိုမိုင်မဲလွန်းရာရောက်ပါတယ်ရှုလင်းကပခုံးသွင်းလိုက်သည်ကျိုးရွံ၏စွန့်စားလှုပ်ဆောင်မှုမှာစုယိုဝေးမျက်နာသာပေးမှုကိုရယူရန်အတွက်ဖြစ်သည်ဟုသူယုံကြည်နေသည်မှာထင်ရှားလာသည်စကြရအောင်ကျိုးရွံမှာဤအတိတ်ပဲမဲ့သောစကားစစ်ထိုးပွဲကိုဆက်လက်လှုပ်ဆောင်ရန်စိတ်ကူးမရှိပေသူ၏ခြေထောက်နှစ်ဖက်ကိုတစ်ဖက်နှင့်တစ်ဖက်ခွာလိုက်ပြီးရှေးဟောင်းတစ်ပင်ကြီးတစ်ခုကဲ့သို့မြေပြင်တွင်ခိုင်မြဲစွာစိုက်ထားလိုက်ကရှုလင်းကိုအချက်ပြလိုက်သည်မင်းကိုအရင်ဆုံးတိုက်ခိုက်ခွင့်ပေးလိုက်မယ်ဤစကားကိုပြောလိုက်သည်နှင့်စင်မြင့်ပတ်ဝန်းကျင်ရှိလူငယ်များစွာမှာတယောက်ကိုတယောက်ကြည့်လိုက်ကြသည်ကျိုးရွံပါကိုတွေးနေတယ်လဲဆိုတာသူတို့နားမလဲကြပေသူကအားနည်းသူဖြစ်လျက်နှင့်အဘယ်ကြောင့်ဤမြထိစိတ်ထင်တိုင်းကျဲနေရသနည်းအရှင်မင်းသားကအရှက်ခွဲခံခြင်းလွန်အားကြီးနေမှာတော့ကျွန်တော်လိုက်ရောပေးရမှာပေါ့ကျိုးရွံကသူ၏အပေါ်စီးကဆက်ဆံမှုကြောင့်ရှုလင်း၏စိတ်ထဲတွင်ဒေါသများပေါက်ကွဲထွက်လာသည်သူကလောင်ပြုံးတစ်ခုနှင့်အတူသူ၏ခြေထောက်ဖြင့်မြေပြင်ကိုပြင်းပြင်းထန်ထန်နင်းလိုက်ပြီးသူ၏ခန္ဓာကိုယ်ကများတစင်းကဲ့သို့ပြုတ်ဝင်လာသည်လက်ချောင်းကားချောင်းကိုတင်းတင်းဆုပ်ကကျိုးရွံထံသို့လက်သီးဖြင့်ထိုးလိုက်သည်ရှုလင်း၏လက်သီးချက်တွင်ခွန်အားများပြည့်နှက်နေပြီးလေပြင်းများပင်လိုက်ပါလာသည်ကြောက်တုံးကိုထိမိပါကအကွဲသွားမိပုံပင်ကျိုးရွံသည်ပြင်းထန်သောလက်သီးချက်သူ့ထံသို့ပြန်တန်းလာသည်ကိုကြည့်နေပြီးရှောင်းတိန်ရန်လှုပ်ရှားမှုမပြုလုပ်ပေသူကသူ၏လက်မောင်းနှစ်ဖက်ကိုအကာအကွယ်နေဖြင့်ရင်ဘတ်တွင်ကြက်ချေကပ်ထားလိုက်သည်သို့သောအောက်ရှိလူအုပ်ကြီးကသူ၏ဤပုံစံကိုမြင်သောအခါဆက်လက်ကြည့်ရှုရန်ပင်မခံမရပ်နိုင်ဖြစ်သွားကြသည်ရှုလင်း၏စွမ်းအင်ကြောနှစ်ခုပွင့်ထားသည့်ခန္ဓာကိုယ်ကြောင့်ဤလက်သီးချက်သည်ကျိုးရွံ၏အယိုးများကိုကျိုးပဲ့သွားစေလိမ့်မည်ဟုသူတို့ထင်ကြသည်လူအုပ်ကြီး၏စိုးရိမ်တကြီးအကြည့်များအောက်တွင်ရှုလင်းသည်ကြမ်းတမ်းသောကြားတစ်ကောင်နှင့်တူနေသည်သူကဘာမှချမ်းမထားဘဲသူ၏အားကောင်းသောလက်သီးချက်ဖြင့်ကျိုးရွံ၏လက်မောင်းများကိုပြင်းထန်စွာရိုက်ချလိုက်သည်ဒုံအတန်အုပ်အုပ်တစ်ခုထွက်ပေါ်လာသည်ထို့နောက်တွင်ကျိုးရွံ၏ခြေထောက်နှစ်ဖက်သည်မြေပြင်ပေါ်တွင်မီတာအနည်းငယ်အထိမြင်းကြောင်းများဖြစ်ပေါ်သွားပြီးမှသူ၏ခန္ဓာကိုယ်ကိုထိန်းနိုင်လိုက်သည်ကိုလူအုပ်ကြီးကမအံ့ဝစွာမြင်လိုက်ရသည်အော်ဟစ်တန်တစ်ခုထွက်ပေါ်လာသည်သို့သောထိုအော်ဟစ်တန်မှာကျိုးရွံထံမှမဟုတ်ဘဲရှုလင်းထံမှဖြစ်သည်ဤမြင်ကွင်းကိုကြည့်ပြီးလူတိုင်းမှာစွန့်သွားကြသည်ရှုလင်းသည်သူ၏လက်သီးကိုဖတ်ထားရင်းအော်ဟစ်နေသည်သူ၏လက်သီးမှာတမဏိမာမာကိုထူမိတကဲ့သို့ညီရဲနေသည်ရှုလင်းကကျိုးရွံကိုအော်ဟစ်လိုက်သည်မင်းရဲ့လက်အင်ကြီးထဲမှာဘာတွေဖွက်ထားတာလဲရုံမာလိုက်တာရှုလင်းမှာနာကျင်လုံးသဖြင့်မျက်ရည်ပင်ကျလူနီးပါးဖြစ်နေသည်ပတ်ဝန်းကျင်ရှိသူတို့၏အကြည့်များကကျိုးရွံကိုအံ့အားသင့်စွာကြည့်လိုက်ကြသည်သူ၏မင်းသားလေးကတစုံတရာသောလှဲ့ကွက်ကိုသုံးလိုက်သလားလူအုပ်ကြီး၏စိုးရိမ်တကြီးအကြည့်အောက်တွင်ကျိုးရွံကသူ၏လက်အင်ကြီးကိုဖြင်းချင်းစွာဆွဲလန်လိုက်သည်ထို့နောက်တွင်လူအုပ်ကြီးသည်သူ၏လက်မောင်းပေါ်တွင်ရှုပ်ထွေးသောအလင်းရောင်ရုံးစာလုံးတစ်ခုကိုတွေ့ရှိလိုက်ကြသည်ထိုရုံးစာလုံးသည်အမဲရောင်အလင်းဖြော့ဖြော့ကိုထုတ်လွှတ်ပြီးကျိုးရွံ၏လက်မောင်းများကိုဖုံးအုပ်ထားသည်တစ်ချက်ကြည့်လိုက်လျင်သူ၏အရေပြားသည်ပြိုင်ဘက်ကင်းသောအမဲရောင်တတုကဲ့သို့ပြောင်းလဲသွားသည်ဟုထင်ရသည်ကျောင်းသားများစွာမှဤရှုပ်ထွေးသောရုံးစာလုံးကိုကြည့်ပြီးတုန်လှုပ်သွားကြသည်
နောက်ဆုံးတွင်အချို့ကရုတ်တရက်အော်ဟစ်လိုက်ကြသည်ဒါကကတိကအရင်ကတင်ပေးခဲ့တဲ့တတုအရေးပြားယွန်းစာလုံးပဲလူတိုင်း၏စိတ်ထဲတွင်နားလည်မှုများလှိုင်းထသွားသည်မင်းမှာမူလာယွန်းစာလုံးပင်ဖြစ်သည်စူးယိုဝေးတင်းမာနေသောနှလုံးသားမှာပြည့်အချိန်တွင်ပြေလျော့သွားသည်သူမကတပြင်းချရင်အရှင်မင်းသားကသူ့ခန္ဓာကိုယ်ပေါ်မှာမူလာယွန်းစာလုံးကိုရေးဆွဲနိုင်နေပြီပဲဟုပြောလိုက်သည်ရှုလင်းသည်တတိပြန်ဝင်လာပြီးကျိုးရွံ၏လက်မောင်းပေါ်ရှိအမဲရောင်မူလာယွန်းစာလုံးများကိုကြည့်ကာမယုံကြည်နိုင်စွာပြောလိုက်သည်မင်းကတကယ်ပဲမင်းရဲ့ခန္ဓာကိုယ်ပေါ်မှာမူလာယုံစာလုံးကိုရေးဆွဲထားတာလားရှုလင်းနေနှင့်စောစောကစာတင်ခန်းထဲတွင်ကျိုးရွံကတတုအရေးပြားယုံစာလုံးကိုရေးဆွဲပြသည်ကိုမြင်ခဲ့ဘူးတော်လဲထိုစဉ်ကကြောက်စင်းပြားပေါ်တွင်သာရေးဆွဲခဲ့ခြင်းဖြစ်သည်ခန္ဓာကိုယ်ပေါ်တွင်ရေးဆွဲရန်အတွက်ခန္ဓာကိုယ်၏အစိုက်အမှတ်များနှင့်စွမ်းအင်ကြောတည်နေရာများကိုအသေးစိတ်ကျွမ်းကျင်ဖို့လိုအပ်လာသည်ဒါမှသာမူလာယုံစာလုံးကမိမိခန္ဓာကိုယ်ကိုပြန်လည်ထိခိုက်ဒဏ်ရာမရအောင်တားဆီးနိုင်မှာဖြစ်သည်ထို့ကြောင့်ခန္ဓာကိုယ်ပေါ်တွင်မူလာယုံစာလုံးကိုရေးဆွဲရခြင်းမှာကြောက်စင်းပြားပေါ်တွင်ရေးဆွဲရကြအင်းထက်အဆက်ပေါင်းများစွာပုံမစိန်ခေါ်မှုရှိလာသည်သူတို့အားလုံးကကြောက်စင်းပြားပေါ်တွင်ပင်မူလာယုံစာလုံးကိုမရေးဆွဲနိုင်ကြသေးသည့်အချိန်တွင်ကျိုးရွံကမူခန္ဓာကိုယ်ပေါ်တွင်ရေးဆွဲရန်တင်ယူပြီးယုံတင်မကအသုံးပင်ပြုနေနိုင်ပြီဖြစ်သည်ဤကွာဟချက်မှာတကယ်ကိုမသေးလာပေငါကစွမ်းအင်ကြောမဖွင့်ရသေးလို့ပဲဘာစွမ်းမှမရှိဘူးလို့မင်းတကယ်ထင်နေတာလားကျိုးရွံကပြုံးရင်းပြောလိုက်သည်ရှုလင်း၏မျက်နှာမှာအမဲရောင်တန်းသွားပြီးကစားခံလိုက်ရသည့်အတွက်ဒေါသတကြီးဖြင့်အေးဆက်စွာပြောလိုက်သည်မင်းကတတုအရေးပြားယုံစာလုံးတစ်ခုတည်းကိုအားကိုးပြီးငါ့ကိုနိုင်မယ်လို့တကယ်ထင်နေတာလားစွမ်းအင်ကြောဖွင့်ထားတဲ့ကျင့်ကြံသူတယောက်နဲ့စွမ်းအင်ကြောတစ်ခုမှမဖွင့်ရသေးတဲ့သူကြားကကွာဟချက်ကိုမင်းကောင်းကောင်းကြီးသိစေရမယ်စွမ်းအင်ကြောဖွင့်စမ်းရှုလင်းအော်ဟစ်လိုက်သည်နှင့်သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်အလင်းတန်းဖြော့ဖြော့များပေါ်ထွက်လာသည်သူ၏အသက်ရှုသံနှင့်အတူမူလစွမ်းအင်များခန္ဓာကိုယ်ရဲ့သို့စီးဝင်လာပြီးသူ၏ခြေဝါးအောက်ရှိဖုံးမှုများမှာအပြင်ဘက်သို့လွင့်စင်သွားသည်ရှူဤအချိန်တွင်သူ၏ဝိယုံများပင်လေထဲတွင်တစ်ဖြက်ဖြက်လှုပ်ခါလာခဲ့သည်သူ၏အရေပြားမျက်နှာပြင်မှာစတင်တောက်ပလာပြီးရှုလင်း၏စွမ်းအင်များအရှိန်ဟုန်ဖြင့်မြင့်တက်လာသည်ကိုလူတိုင်းခံစားလိုက်ရသည်ចောင်းသားများစွာ၏မျက်နှာမူအရာများအနှဲငယ်ပိတ်ယွင်းသွားကြသည်ယခုအခါရှုလင်း၏ခန္ဓာကိုယ်တွင်မူလစွမ်းအင်များစီးဆင်းနေပြီဖြစ်သည်သူ၏စွမ်းအင်ကြောများထဲတွင်မူလစွမ်းအင်များလှည့်ပတ်စီးဆင်းနေခြင်းကသူ၏ခွန်အားနှင့်အမျက်နှုံးကိုတိတိတာတာတိုးမြင့်လာစေမည်မှာအသေးချာပင်ចောင်းသားများ၏လေးနက်သောအကြည့်များအောက်တွင်ကျိုးရွံသည့်ရှုလင်းကိုစိုက်ကြည့်ရင်းစွမ်းအင်ကြောနှစ်ခုဖွင့်ထားတာပေါ့ဟုတ်လားဟုရေရွတ်လိုက်သည်မင်းကိုအရင်ဆုံးတိုက်ခိုက်ခွင့်ပေးခဲ့ပြီးပြီဆိုတော့အခုငါလှဲ့ပဲဤစကားကိုပြောလိုက်သည်နှင့်ကျိုးရွံသည်ခြေလမ်းပြင်ကမြေပြင်ကိုနင်းလိုက်ပြီးရှုလင်းထံသို့တဲ့ပြေးဝင်သွားတော့သည်မောက်မာလိုက်တာမင်းရဲ့အမျက်နှုံးခွန်အားနဲ့ခန္ဓာကိုယ်အရေသွေးကငါရဲ့ဆယ်ပုံတစ်ပုံတောင်မရှိဘူးမင်းကတိုက်ခိုက်ဖို့စူးစမ်းနေသေးတာလားကျိုးရွံသူ့ထံပြေးဝင်လာသည်ကိုမြင်သောအခါရှုလင်းကလောင်ပြုံးပြုံးလိုက်သည်ဒါဆိုလဲကြည့်ကြတာပေါ့ကျိုးရွံ၏နှုတ်ခမ်းထောင်တွင်အပြုံးတစ်ခုပေါ်လာသည်နောက်တစ်စက္ကန့်တွင်သူ၏ခြေချင်းဝတ်များတွင်အလင်းဖြော့ဖြော့များရုတ်တရက်ပေါ်ထွက်လာပြီးအလင်းယုံစာလုံးများပြန့်နှံ့သွားသည်ကိုဝေဝါးစွာမြင်လိုက်ရသည်ရှဲကျိုးရွံ၏ခန္ဓာကိုယ်မှာရစ်အချိန်တွင်အလွန်ပင်ပေါ်ပါသွားပုံရပြီးသူ၏အမျက်နှုံးမှာတိတိတာတာမြင့်တက်လာကကြားတစ်တကောင်ကဲ့သို့ရှေ့သို့ပြုတ်ဝင်သွားတော့သည်ဒါကပေါ်ပါခြင်းခန္ဓာယုံစာလုံးပဲမျက်စိလျင်သောចောင်းသားတဦးကကျိုးရွံ၏ခြေချင်းဝတ်ပေါ်ရှိအလင်းယုံစာလုံးများကိုမြင်သောအခါချက်ချင်းအော်ဟစ်လိုက်သည်ထို့သောအော်ဟစ်လိုက်သည့်အချိန်တွင်ကျိုးရွံသည်ရှုလင်း၏အနီးသို့ရောက်ရှိနေပြီဖြစ်သည်သူ၏ပခုံးကိုရုတ်တရက်လှုပ်ရှားလိုက်ရာသူ၏လက်အင်ကြီးတွင်မှအလင်းဖြော့ဖြော့တစ်ခုထွက်ပေါ်လာသည်တဲတဲကွဲကွဲမမြင်ရတော့လဲကျိုးရွံ၏လက်တီးချက်တွင်ပြင်းထန်သောခွန်အားများပြည့်နှက်နေသည်ကိုလူတိုင်းရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်တောင်းကျမ်းနှင့်နွားယုံစာလုံးအခြားဆူးရှသောအော်ဟစ်တန်တစ်ခုထွက်ပေါ်လာပြန်သည်ကျိုးရွံရှုလင်း၏အနီးသို့ချင်းကပ်လာသည်နှင့်သူ၏လက်မောင်းကိုရုတ်တရက်လှုပ်ရှားလိုက်ရာဝတ်စုံအောက်မှအလင်းဖြော့ဖြော့တစ်ခုပြန့်နှံ့သွားသည်တဲတဲကွဲကွဲမမြင်ရတော့လဲကျိုးရွံ၏ပြန်တန်းလာသောလက်တီးချက်တွင်ပြည့်နှက်နေသည့်တောင်းကျမ်းသောခွန်အားကိုလူတိုင်းရှင်းလင်းစွာခံစားလိုက်ရသည်တတုအရေးပြားယုံစာလုံးပေါ်ပါခြင်းခန္ဓာယုံစာလုံးတောင်းကျမ်းနှင့်နွားယုံစာလုံးဤအချိန်တွင်စူးယိုဝေပင်သူမကပါဆက်လေးကိုလက်ဖြင့်အုပ်လိုက်မိပြီးသူမတူလှပသောမျက်နှာထက်တွင်မယုံကြည်နိုင်မှုများပြည့်နှက်သွားသည်အသက်ရှူယုံမျှတိုတောင်းလာသောအချိန်အတွင်းမှတင်ကျိုးရွံသည်မူလာယုံစာလုံး၃ခုကိုဆက်တိုက်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်ဒါကကတိကတင် जा ပေးခဲ့သည့်မူလာယုံစာလုံး၃ခုစလုံးကိုကျိုးရွံကကျန်းကျင်စွာတက်မြောက်ထားပြီးမိမိကိုယ်တိုင်ပေါ်တွင်အသုံးချနိုင်နေပြီဖြစ်ကြောင်းသက်သေပြနေသည်လူအုပ်ကြီး၏စိုက်ကြည့်နေသောမျက်လုံးများနှင့်ရှုလင်း၏ထိတ်လန့်တုန်လှုပ်နေသောမျက်လုံးများအောက်တွင်အလွန်ပြင်းထန်သောခွန်အားများပြည့်နှက်နေသည့်
လက်တီးချက်သည်ရှုလင်း၏ခန္ဓာကိုယ်စီသို့အလွန်ပင်ရေမြန်ဆန်ဆန်နှင့်ပြင်းထန်စွာရိုက်ခတ်သွားတော့သည်ဂျိမ်းဤမူလာယုံစာလုံး၃ခု၏အကူအညီကြောင့်ယခုကျိုးရွံ၏အမြန်နှုန်းခွန်အားနှင့်ခန္ဓာကိုယ်အရေသွေးတို့မှာရှုလင်းထက်အနည်းငယ်မျှမနှိမ့်ကြတော့ပေထို့ကြောင့်ဤလက်တီးချက်ထိမှန်သွားသောအခါရှုလင်းသည်ကြီးမားသောခွန်အားလိုင်းတစ်ခုကိုခံစားလိုက်ရသည်သူ၏ခန္ဓာကိုယ်သည်တိုက်ရိုက်လွင့်စင်သွားပြီးလေ့ကျင့်ရေးကွင်း၏အပြင်ဘက်မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်မူလကဆူညံနေသောစင်မြင့်ပတ်ဝန်းကျင်တစ်ခုလုံးသည်ပြည့်အချိန်တွင်တေလူကဲ့သို့တိတ်ဆိတ်သွားခဲ့သည်လူငယ်များစွာမှာကျိုးရွံကိုမယုံကြည်နိုင်စွာစိုက်ကြည့်နေကြသည်တိုက်ပွဲကဤကဲ့သို့သောပုံစံမျိုးဖြင့်ပြီးဆုံးသွားလိမ့်မည်ဟုမမီသူမျှမထင်မှတ်ထားခဲ့ကြပေစင်မြင့်ထက်တွင်ကျိုးရွံကသူ၏လက်သီးကိုဖြင်းချင်းစွာပြန်လည်ရုပ်သိမ်းလိုက်သည်သူ၏လက်မောင်းပေါ်ရှိအလင်းယုံစာလုံးများမှာမင်းတို့၏စွမ်းအားအလုံးကိုအသုံးပြုပြီးသွားသည့်အလားရေမြန်စွာမေးမိန်ကွယ်ပြောက်သွားတော့သည်သူကသူ၏လက်ကောက်ဝတ်ကိုနှိမ့်နေရင်းစင်မြင့်ပေါ်မှခုန်ချလိုက်ပြီးရှုလင်း၏ဝတ်စုံထဲမှကြောက်စိမ်းပြားတစ်ခုကိုနှိုက်ယူလိုက်သည်ဘေးမှာမျက်နှာတစ်ကြောင်းသားစာမေးပွဲဝင်ခွင့်တိုကင်ဖြစ်သည်စွမ်းအင်ကြောတစ်ခုမှမဖွင့်ရသေးတဲ့သူကိုတောင်မနိုင်တဲ့သူအရှက်မကွဲရအောင်ဒီနှစ်မျက်နှာတစ်ကြောင်းသားစာမေးပွဲကိုမဖြေတာကမင်းအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်ရှုလင်း၏တေလူမတက်စိုက်ကြည့်နေသည့်အကြည့်ကိုကျိုးရွံကပြုံးယုံမျှသာတုံ့ပြန်လိုက်သည်ဤစကားများကိုကြားရသောအခါရှုလင်းသည်မိမိပတ်ဝန်းကျင်ရှိလောင်ပြောင်သောအကြည့်များကိုထပ်မံခံစားလိုက်ရသည်သူ၏နှလုံးသားထဲတွင်စိတ်ပြအားငယ်မှုများပြည့်နှက်သွားပြီးတွေးတလုံးကိုမအောင်နိုင်ဘဲအော်အန်လိုက်မိသည်သူ၏မျက်စိရှိမြင်ကွင်းတစ်ခုလုံးမောင်မိုက်သွားပြီးတတိလဲလဲကျသွားတော့သည်မနှက်ဖြန်ကစားပြီးသူသည်မဟာကျိုးကျောင်းတော်ရှိကျောင်းသားများစွာ၏လောင်ပြောင်စရာအသစ်ဆက်လူရည်စရာတစ်ခုဖြစ်လာတော့မည်ကိုသူကောင်းကောင်းကြီးသိလိုက်ရတော့သည်